အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကို sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ personal time ကတိတ်အရေးကြီးတဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်ပေးခြင်းပါတယ်ကျွန်တော်ဒီ trainer တယောက်ဖြစ်တဲ့ကြောင့်ကျွန်တော် training တွေပြီးတဲ့အချိန်မှာလည်းကျွန်တော်ရဲ့တပည့်တွေကျွန်တော်အများကြီးပြောတယ်ကျွန်တော် seminar တွေပြောတာတွေခြံရတယ်မိတ်ဆွေတွေကိုကျွန်တော် sharing လုပ်ထားပါတယ်ဒီစကားအများကြီးပြောတာပေါ့မိတ်ဆွေတွေတို့များလည်းသက်ဆိုင်ရာဆရာတွေပြောတဲ့ဥစ္စာတွေကိုကြားမှာဗာလဲဆိုကျွန်တော်တို့ရဲ့လူရဲ့ဘဝမှာအချိန်ရတော့များသောဖြင့်3ပိုင်းကျွန်တော်တို့ခွဲကြရတယ်ပေါ့နော်8ဆိုပြီးတော့နော်တစ်ခု8နာရီရတော့ကျွန်တော်တို့ကအလုပ်ချိန်သတ်မှတ်တယ်နောက်တစ်ချိန်ရတော့8နာရီရတော့8ချိန်ပေါ့နောက်ဆုံးတစ်ခု8နာရီရတော့ကျွန်တော်တို့ကကိုယ့်ရဲ့ personal time ပေါ့ဒါကတော့ကျွန်တော်တို့တော်တော်များများဗီဒီယိုတွေမှာလည်းဆရာတွေပြောရတဲ့မှာလည်းပါပြီးသားပြီအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီနေ့မိတ်ဆွေတို့ဗီဒီယို sharing လုပ်ပေးချင်တာကတော့လူတစ်ယောက်နဲ့တစ်ယောက်ဘဝမှာကွာခြားသွားတဲ့ချိန်တွေပေါ့နော်တိုးတက်တာကွာခြားသွားတာပြီးသွားအတိတရားတွေကွာခြားသွားတာနော်အဲ့တော့ကိုယ့်ရဲ့ life တွေကွာခြားသွားတာဘယ်ကြောင့်လဲဆိုအဓိကတော့လူတိုင်းကအိတ်ကြတယ်လူတိုင်းတွေလုပ်ကြတယ်အဓိကတော့ဘာလဲဆိုရင်ကိုယ့်ရဲ့ personal time ကိုဘယ်လိုသုံးလဲပေါ့အဲ့တော့ဒီ personal time ကလူတိုင်းမှာရှိတယ်နော်ဘယ်လောက်ပဲအလုပ်များဘယ်လောက်ပဲ busy ဖြစ် personal time ကလူတိုင်းမှာရှိတယ်အဲ့ဒီ personal time ကိုတချို့လူတွေကတော့သုံးတဲ့ချိန်မှာကျွန်တော်တို့ကပေါ့နော်ရှင်းဆုံးပြောပြဆိုကျွန်တော်တို့ကကိုယ့်ရဲ့ဒီ entertainment ပေါ့နော်ဖြေဖြော်ရည်မှုနဲ့ပြန်မှာသုံးတယ်ပြီးတော့ဗီဒီယိုတွေကြည့်တယ်နော်ပြီးသွားပြီကျွန်တော်နဲ့ပတ်သက်တဲ့ဒီဘက်ကအချင်းနေနားထောင်ကောင်းပါတယ်ကျွန်တော်လည်းအခါလဲဆိုတာကျွန်တော်ရဲ့ဒီ entertainment ပေါ့နော်ကျွန်တော်ဆိုဘောလုံးဝန္ဒနာပိုင်းကျွန်တော်ဘောလုံးဝဲတွေကျွန်တော်ကြည့်ပြတယ်ဒါသုံးရမယ်ဒါပေမဲ့သို့တော့အဲ့ဒီအမြဲတမ်းပေါ့နော်ကိုယ့်ရဲ့ဒီ personal time ကိုက learning လုပ်တဲ့နေရာမှာမသုံးဘူးတနည်းအားဖြင့်ကိုယ့်ရဲ့သွားခြင်းနဲ့ကိုယ့်ရဲ့ပန်းနိုင်ပေါ့မသုံးဘူးဆိုခဲ့ရင်ကျွန်တော်တို့ဒီတိုးတက်မှုတွေမှာအများကြီးအရန်ကွာသွားလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်တဲ့မိတ်ဆွေတွေအားလုံးကျွန်တော် share လုပ်ပေးချင်တာကိုယ့်ရဲ့ personal time ကိုဘယ်လိုသုံးမလဲအကျိုးရှိသွားပါတော့အကျိုးရှိတာဘယ်လိုသုံးလဲပေါ့ဘူးတီဗီဝါရင်လူတစ်ယောက်နဲ့ live တွေကတနေ့တရက်ကတော့မသိတာပေါ့နှစ်ပေါင်းများစွာကြာလာလိုက်တယောက်ကွာခြားချက်ကအရန်ကြီးမှာပါ gap ကြီးသွားတယ်နော်ဒါကတော့တိုးတက်ခြင်းနဲ့မိတ်ဆွေတွေတနည်းအားဖြင့်ကျွန်တော်တို့နိုင်ပြန်မျိုးအကျိုးကဘဝမှာအကျိုးရှိစွာဖြတ်သန်းခြင်းနဲ့မိတ်ဆွေတွေဆိုခဲ့ကိုယ့်ရဲ့ personal time ကိုအင်မတန်မှသတိထားပါကျွန်တော်လည်းအင်မတန်သတိထားတယ်ကျွန်တော်ရဲ့ personal time မှာကျွန်တော် schedule တွေဆွဲတယ်ဆွဲပါဆိုကျွန်တော် learning နဲ့ပတ်သက်တာတွေကျွန်တော်လုပ်လိုက်တယ်ဘဝမှာအချိန်ဆိုအကန့်အသတ်ပဲရှိပါတယ်နော်အမြဲတမ်းလူဘဝမှာနေရမှာမဟုတ်ပါဘူးတနေ့ကျရင်ကျွန်တော်အားလုံး expire ဖြစ်သွားမယ်ဒါဆိုကျွန်တော်တို့ရဲ့ personal time ကိုကျွန်တော်ဘယ်လိုသုံးမလဲဆိုတာကို motivate ဝင် live တွေတယောက်နဲ့တယောက်မတူတာလေးကိုကျွန်တော်အနေနဲ့ share လုပ်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်